ဗုဒ္ဓနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မေလ1ရက်နေ့ကနေ9ရက်နေ့အတော်တွင်ကာလမှာရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ်ခက်ခဲတဲ့ကိစ္စတွေပြေလည်အောင်ဖြေရှင်းနိုင်မယ်ရန်အားလုံးကိုကြော်လွှားပြီးဘဝတိုးတက်မှုကိုရမယ်ကိုယ်ပိုင်ရည်တည်ခြင်းနဲ့လုပ်ကိုင်ခြင်းတွေနှစ်သာရကိုကြုံမယ်မထင်မှတ်ဘဲဆောင်ရွက်လိုက်တဲ့ကိစ္စလေးတွေကနေမမျှော်လင့်သောငွေကြေးတိုက်တာနဲ့အောင်မြင်မှုလမ်းကြောင်းကိုပေါ်မယ်သူတစ်ပါးနဲ့မတူတဲ့ရှုထောင့်ကနေအငင်းခုန်တွေတိုက်ခတ်နေကြတဲ့ကိုရွေးချတဲ့လမ်းကြောင်းကနေကိုရှေ့တိုးလုပ်တာနဲ့တိုးတက်တဲ့အနေအထားကြရောက်မယ်အခြေရေးကံမကောင်းဘူးငွေကြေးကံကောင်းမယ်လက်ပွင့်မယ်တရက်နေ့မှာတိုက်ခတ်ကြမှာတိုးတက်မှုကိုရရှိပြီးလိုရာပြည့်စုံမယ်နှစ်ရက်နေ့ကအရာရာဆင်ပြေခြင်းကံကောင်းခြင်းရှိမယ်ရန်တိုက်ခတ်များမယ်တောင်ရက်ကိုတည်သွားစေအနေရှိတတ်တဲ့နေ့12နိုင်နဲ့တနိုင်ခွဲတွင်သွားလာကြည့်ဆက်3ရက်နေ့မှာအလုံးစုံကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိမယ်4ရက်နေ့မှာရင်းနှီးသူများနဲ့စကားများတတ်တဲ့ပဋိပက္ခရှိတယ်5ရက်နေ့ကအရာရာဆင်ပြေသောနေထားနဲ့တိုးတက်တဲ့ကံတွေပေါ်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်6ရက်နေ့မှာအခက်ခဲကြားကတိုးတက်မယ်လိုရာပြည့်စုံမယ်အတိုက်ခံတဲ့ဂျုံပြီးမှလိုရာဇာနာပြည့်စုံခြင်းကိုရှုံမယ်မနေ့4နိုင်ခွဲနဲ့6နိုင်တွင်သွားလာကြည့်ဆက်မယ်ရှင်းမြောက်ရက်ကိုတည်သွားစေအနေဖြစ်တတ်တယ်9ရက်နေ့မှာကောင်းသောကံပေါ်ပေါက်ခြင်းလိုရာဆန္ဒပြည့်စုံခြင်းငွေကြေးလုပ်ငန်းဘဝရည်မှန်းချက်အလုံးစုံကောင်းစွာစင်ပြေမှုနဲ့တိုးတက်မှုတွေကိုပေါ်ထွန်းပါလိမ့်မယ်တနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္လာနေ့ကြာသပတေးနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခွန်ကိုကနန်ကျိုးပေးတဲ့အဖြူအစိမ်းမီးကိုရောင်တို့ကိုဝင့်ဆင်သုံးဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်စပယ်ပန်းဘုရားကလူပူဇော်ပြီးတော့လိုရာဆူတောင်းရင်ဆူတောင်းပြပါလိမ့်မယ်ကျေးဇူးတင်ပါတယ်